အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံကကာယဗလာမောင်အများစုမှာတွေ့နေရတဲ့အားနည်းချက်တစ်ခုကတော့ပေါင်ရှိလောက်ပေါင်နောက်မှာဆယ်မကောင်းတာပဲဖြစ်ပါတယ်။သင်ပေါ်မှာကျွန်တော်တို့ရဲ့ပေါင်နောက်တွေဟာအားနည်းနေရင်မတ်လျှော့နိုင်တဲ့အတွက်ဒါကို to view ဆိုင်ဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်စောစောမြဲကစားဖြစ်တဲ့ဒမ်ဘယ်လိတ်ခါဝတ်ပိုစုဘောကိုပြသပေးချင်ပါတယ်။ဘာလို့ပိုစုဘောကိုသုံးတာလဲဆိုရင်တာမတ်ဆန်နဲ့စောတာထက်ဆိုင်ခန္ဓာကိုယ်ကိုပိုပြီးထင်ရတဲ့အတွက်အာရုံစူးစိုက်မှု mind muscle contraction ကိုအမြင့်ဆုံးထိရောက်စေလိုပါဒီနည်းလမ်းကပေါင်နောက်ကြွတာကိုအဆုံးထိဆွဲဆန့်ပေးနိုင်တယ်လို့ပြန်ကွေးတဲ့အခါမှာလည်း peak contraction ကိုကောင်းကောင်းရစေပါတယ်ပထမအနေနဲ့ဒမ်ဘယ်ကိုခြေထောက်ကြားမှာညှက်ပြီးဖြည်းဖြည်းချင်းအပေါ်ကိုဆွဲတင်ပေးပါပေါင်နောက် hamstring နဲ့မှာတင်းကနေဖြစ်သွားတဲ့အထိအာရုံစိုက်ပြီးစော်ပေးရမှာပါအောက်ကိုပြန်ကျတဲ့အခါမှာလည်းအရှိန်နဲ့မချပဲထိန်းချပေးဖို့မမေ့ပါနဲ့အဓိကကတော့အမြန်နှုတ်ထက်ကြွသားတဲ့ကိုထိထိမိမိရှိဖို့ကပိုပြီးအရေးကြီးပါတယ်အားလုံးပဲအဆင်ပြေကြပါစေ